နိုင်ငံခြားသားများနဲ့ထိုင်းနိုင်ငံကလူမျိုးများအားလုံးကိုမဲဟောင်ဆောင်ကိုလာလည်ဖို့ဖိတ်ကြားပါတယ်ကျမတို့မဲဟောင်ဆောင်ကဖိတ်ကူတဲ့ဒီဇင်းမဲအဖွဲဟာထိုးအေဂျင့်ကအလဲလာပါတယ်မဲဟောင်ဆောင်ကိုမဲဟောင်ဆောင်ကလူမျိုးတွေလည်းတိုင်းရင်းသားလူမျိုးတွေလည်းတော်တော်လေးကိုကျမတို့ကြိုဆိုပါတယ်အစားအသောက်အားလုံးအစားဟိုတယ်ကအစားအားလုံးအဆင်ပြေပါတယ်ကောင်းပါတယ်နော်အကယ်၍မဲဟောင်ဆောင်ကိုလာခဲ့ရင်ဒီကရင်လူမျိုးနော်ပဒေါင်လူမျိုးရှင်บ้านห้วยปูแกงကိုလာဖို့မမေ့ပါနဲ့လို့ဖိတ်ခေါ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ขอบคุณค่ะ